里ငါပါလားမငါကျင်တာလားပါချာထိရကြီးရ Oh my god 1 2 3 action နှာခမ်းစုမယ် okay လှရင်နောက်တစ်ပုံသွားစီမယ်လေဖြတ်နေတဲ့အတိုင်းပဲပြောအရှင်ပဲအမလေးကြိုက်စားတော့မယ်ဒီနေ့မှာတော့ကျွန်မ free ရလေးကြိုင်နဲ့စော့ပြပါမယ်ပရိသတ်ကြီးတို့ YouTube ကချစ်ပရိသတ်လေးတွေကလည်း YouTube မှာ VPN လေးခံပြီးတော့ new ကိုတစ်ဖက်တစ်လမ်းကနေကူညီပေးပါအောင်เนาะချစ်လေးတို့ YouTube ကချစ်လေးတို့လည်းเนาะ new ကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးအောင်เนาะ game နဲ့ကိုပြန်ပြီး focus လိုက်ဟောစကားတွေများနေဟိုက်ပါဟိုက်ပါပြောင်းလိုက်မရမယ်နင်းလောက်ပါမ review ပါမလဲဟဲ့တေးပြီးလေးလာနေငါနဲ့တော့ review ဖြစ်တာအဲ့ဒါကြောင့်ရွှေမုံရဒီကပြောတာပေါ့စကားတွေအများကြီးပြောအမှားတွေအများကြီးပါဆိုတော့ဒါအမှန်ပဲ new ကိုပဲကြည့်လိုက်တော့ဟဲ့ဘလူးလေဟဲ့ရောက်လာကြပြီဟဲ့တာနေနားမှာရောက်လာကြပြီငါတို့လည်းနားမှာစူးကြမယ်လားပိတ်ထိုးပြီဖြစ်နေဗတိုင်းပွဲတိုင်းပါနေပါတယ်ရှင်ကျမဂိမ်းဆော့တဲ့နေမှာဗတိုင်းပွဲ10ပွဲမှာ10ပွဲလုံးပါနေပါတယ်ရှင်ကျမကြောက်လိုက်အားလုံးပြေးကြတာတော့ဘက်တာနော် cycloid ဒီဘက်လားဖုရတမဆက်ရှင်နမကနာတူတကီပူတကီစူတကီယာအုံနိုင်ခွန်အိုးဒါပဲလား cycloid ရိုက်လုံးပြင်းမိုးလေးရွာနေဗျာ reason ရှင်နေငါအခုနာတော့ခုနားမှာတက်သွားရနော်ငါမှတ်မိတယ်နေကိုမပြေးနဲ့ recession နေနဲ့ငါနဲ့ပွင့်တွေ့မယ် grandza ခဏလေးပွင့်မယ်နေနဲ့ငါနဲ့တွေ့မယ်အခုတော့မတွေ့သေးဟဲ့ဒီမှာလာမကျမသမီးထားကျမနိုဒီပြလည်းတက်လာပဲဒီဘာမှမရှုပ်ချက်ခတ်နေပဲစိတ်ညစ်ဖို့ရမ်းကောင်းတာပဲ TikTok နိုဒီပြလည်းတာတယ်တက်မယ်ဆိုတော့ဟဲ့ဒီမှာဟဲ့လောငါတို့မြင်လိုက်ပါလေလို့မဗတိုင်းတော့မသိဘူးလို့နင်းတော့လောက်အောင်မယ်အမလေးဟတ်သေးပါပြီကျုံငါအဒီမိတ်ရှိရလားနင်းအတောင်မှဖွင့်လိုက်စမ်းပါနင်းအတောင်မှငါနှစ်ချက်လောက်ညက်ချင်လို့ကတ်ကြီးနေရောresearch မပြင်းရောဟာကိုကြီးမပြင်းနဲ့တော့တခါလေ black hole ထဲထည့်လိုက်မယ်ကျမ black hole ထဲအကိုဝင်ခြင်းလားရှင်ရိုက်မယ်ခွဲမယ်ထုမယ်ထောင်းမယ်အကုန်လုံး black hole ထဲထည့်မယ်တယောက်ပြီးတယောက်ထည့်မယ်ရော့ဝင်ပါကျမ black hole ထဲဝင်ပါကျမ black hole ထဲဝင်ပါကျမအမဲပေါက်ကြီးထဲဝင်ချလိုက်ပါပရိသတ်ကြီးလို့ကောင်းလိုက်တော့မီနီရချင်တာမီနီရပေးကြပါဟဲ့ငါခရီးတော့ခုတ်နေတဲ့မီနီမြောက်ကောစိတ်လိုက်တော့ကျမတန်ပရိသတ်ကြီးတို့စားတယ်လို့မပြောပါနဲ့ရှင်ကျမတက်ကြွတယ်ကျမဖြစ်နေလို့ပါရှင်ရော့ဘုံတိုင်းကွာအုံတိုင်းကွာဖရန်ကိုကမိတယ်တော့ပြန်လာတဲ့သူမကတော့မဆွဲထားနိုင်ဘူးလို့ဟာကြိုင်တော့သူကမိတယ်အဲ့ reason ရှင်ကလေကျမအပေါက်ထဲဝင်ကျင်တယ်တလားတိုးပြီးခွတ်ပြီးဝင်လာတာမိုးတွေရွာလိုက်တောင်းရောက်ကျုံးတယ်တီးစိတ်ကမတီးစိတ်ဘဘပြင်းနေရတော့ကနေတချို့တော့သူတွေကလေကျမပြောကြသလားအတန်ရမ်းကျတာပဲအတန်ရမ်းလျှော့ဆိုတော့ဟုတ်ကဲ့ကျမအတန်တိုးပြီးစော့ပြဆိုကျမအတန်တိုးပြီးမှစော့ပြမယ်လေအဲ့လိုစော့ပြမှာလားလို့စော့ပြကျမ fee ငုတ်တယ်ရှင်ကျမတလားလွတ်သွားပြီသလားကျမတော့ fee ငုတ်လို့ကျမအဲ့လိုအတန်သေးကျမစော့ကျင်တာရှင်တို့ကမသိဘူးကျမရဲ့အကြောင်းကိုကျမလော်ကြီးပြီးတော့ကျမကြည့်ကျင်တာတော့လော်ကြီးကပြီးတော့ကျမရှိမလော်ကြီးပြေးသွားသလားလော်ကြီးပြေးသွားကျမလော်ကြီးကြည့်ကျင်လို့ကျမဗရဲမဆိုင်နိုင်တော့ကျမလော်ကြီးကြည့်ကျင်ကျမလော်ကြီးကြည့်ညာရှင်တကယ်ချင်းဆိုင်ခလို့တောင်းခံတာနင်းခံနေတယ်ဆိုတော့ငါသိတယ်ရောဟာဘုံနိုင်ကွာအုံနိုင်ကွာငါဒီတကယ်ချင်းတောင်းခံတာဟဲ့နင်ကအရန်ကြမ်းတန်းနေရပဲနော်ဘာလို့ဟုတ်ရင်လားနင်ကဘာကြီးလဲကြမ်းတန်းနေရပဲရင်တော့လည်းမတူဘူးနော်ကျမ free ရိုက်ကြိုင်လို့ရှင်ကြမ်းတယ်ပဲအာတီမိတ်တော့ရှင်ကျမရှေ့ဝင်လဲဝင်ခဲ့နောက်တော့မစုပ်ပါတော့ကျမရှေ့ဝင်နေကျမတစ်ခါအကုန်လုံးတက်ပြီးတော့ရိုက်ပလိုက်တာဖုန်နိုင်ကွမ်းဆိုပြီးတော့ကျမကိုကြောက်ပြီးအကုန်လုံးထွက်ပြေးသွားကြဒီမှာကြည့်လိုက်ပြိတ္တကြီးကိုကျမတစ်ခုပြမယ်လောစီလို့ရနော်မ lip ဆိုတဲ့ဟာလေးတွေ့လို့ရှင်အပေါ်တက်လိုက်တွေ့လားပြိတ္တကြီးရေကျမစီးနေတယ်လောအပြုတ်ကြလိုက်အချိန်ကြီးသွားတာကျမမဟုတ်လို့ရှင်ကျမခုန်ချလို့ရရင်ကျမတို့စောကားနဲ့သူတို့ပြင်နေကျမကြည့်တင်လားပြိတ္တကြီးကျမလက်ကိုအတကုံနှိမ့်နေရပဲကျမနှိမ့်နေရှင်ကျမအားရပါရကျမကျုံးကျင်ဆိုလည်းကျမဝင်ကျုံးလိုက်တာတပည့်ကြီးရမှာကျမရီရိုက်ကြည့်နေတာပါဒါပေမဲ့ကျမမလိုလားသေးဘူးတပည့်ကြီးနဲ့ကျမ travel ကြီးလို့ကျလို့အောင်ကကျကျမတက်ရိုက်ပါတယ်ရှင်တက်ပြီးတော့ကျမရိုက်တာအားကကိုကျမတို့ဖွဲ့ရလေနိုင်ငံကြီးကျရင်ဖိနေလေးရတတ်တယ်အဲ့လိုမျိုးလေတိုက်လိုက်ရမှာကျမတို့ကကျင်းနေတာဒါပေမဲ့ကျမတို့ကစာနဲ့ဘယ်တော့မှသူများတကောင်လေမတိုက်ဘူးနော် recall ပဲကျမတို့ပြတယ်အဲ့လောက်ပဲကျမတို့လေတိုက်တယ်သူများလေစာရင်းနဲ့လေမတိုက်တတ်ဘူးတချို့တွေကရှိပြီးနည်းနည်းလေးတာပြီးဆိုတာနဲ့စာရေးပြီးတော့လေတစ်တော့ပဲစော်တော့ဟိုပါပဲစော်တော့ပြောကျမတို့ကအဲ့လိုဘယ်တော့မှမလုပ်တော့တစ်ဖက်သား Dino Adventure Event ကို new တိတလောက်လေးပြပြပေးမယ်။ coin လေးတွေစုဖို့အတွက် dice နဲ့လဲရမယ်။ dice ကိုဘယ်လိုရရှိမလဲဆိုလို့ရှိရင်တော့ daily test နဲ့ challenge test ဆိုရှိရဲ daily test မှာ login တွေဝင်မယ် game တွေဆော့မယ် challenge test မှာဆိုလို့ရှိရင်တော့ answer တုံးတွေလှည့်ပေးရမယ် game တွေဆော့မယ်ဒါဆိုလို့ရှိရင်တော့ coin လေးတွေရရှိမှာဖြစ်ပါတယ်။ dice တွေရရှိတဲ့ခါကျလို့ရှိရင်တော့ answer တုံးတော့လှည့်မယ် answer တုံးတော့လှည့်လိုက်တဲ့ခါကျလို့ရှိရင်သူကြသွားတဲ့နေရာလိုက် reward တွေအတိအကျရရှိသွားမယ် mini game ကြလို့ရှိရင်လည်း mini game ဆော့မှာဖြစ်ပါတယ်ရှင် mini game ဆော့တဲ့ခါကျလို့ရှိရင်လည်းသူပြထားတဲ့စာလေးကိုတိချတက်ပြီးတော့သူပြထားတဲ့နေရာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်တော့ perfect ဖြစ်မှာဖြစ်ပါတယ်ရှင်ပထမတစ်ချိန်မှာညီကဘာလို့ရမယ်မသိရနဲ့ပထမဆုံးဆော့ဘူးတာဆိုတော့ဘာလို့မှမသိရနဲ့ညီကမနှိမ့်မိလိုက်ဘောနော်မနှိမ့်မိလိုက်တော့ချော်သွားတယ်ချော်မဲ့လည်းဘာမှဖြစ်ပါဘူးသူက coin လေးတွေပေးတယ်ပေါ့နော်သူကမှန်လို့ဆိုသူပြတဲ့အချိန်တစ်ချက်ပဲနေရတယ်ညီကငတုံးမဆော့ဖိတာလေးတော့မှလွဲသွားဒီလိုပဲ answer တုံးဆက်လဲလှည့်လို့ရှိရင်100ဆိုတဲ့နေရာလေးတွေကြမယ်ဆိုလို့ရှိရင် coin 100လေးတွေရလိမ့်မယ်ညီကိုရောက်ရှိတဲ့နေရာကကျတော့ဘာလဲ
ဆိုတော့ဒီ dinosaur 3000ရှိရဲ့3000လောက်အသက်သွင်းရမယ်အသက်သွင်းတဲ့အခါမှာဒီကဒီအပေါ်ဆုံး dinosaur အသက်သွင်းလိုက်တယ်သူကအသက်သွင်းလိုက်လို့ရှိရင်တစ်ရက်ကို coin 82ရတယ်ပေါ့နော်အဲ့လိုမျိုး income ရပါဖြစ်ပါတယ်နှစ်ကောင်ဆိုလို့ရှိရင်ညှောက်လိုက်ပေါ့ငါလည်းမသိဒီလိုနဲ့ကျွန်မလှည့်တယ်လှည့်ရင်တလည်းကျွန်မ mini game တစ်ခုကြာသွား mini game မှာတော့ဒီတစ်ခါတော့ပထမတစ်ချိန်ကလွဲပြီးတော့နောက်ထပ်တစ်ချိန်ကြီးကတော့လုံးဝဖမ်းတာဆရာကြီးပေါ့ကွယ်တော်တာပေါ့တောက်လျှောက်ကိုရတော့ကျွန်မအေးစင်ရအောင်လေကျွန်မတို့ပထမတစ်ချိန်မှာတော့ဒီပြပြန်အေးစေးပဲဟာဟာပြီးတော့လို့ရှိရင်ဒီလိုဒီလိုမျိုး coin လေးတွေရရှိမယ် coin လေးတွေရရှိသွားတဲ့ခါကျလို့ရှိရင်လို့ question မနေရာတွေပါကြားခဲ့မယ်ဆိုလို့ရှိရင် second try ကတ်တွေကိုရရှိသွားမှာဖြစ်ပါတယ် second try ကတ်ကတော့ကိုကြိုက်တဲ့ဟာကို choose ပေါ့နော်ဒီကတော့အာလော်လေးကိုကြိုက်လို့အာလော်လေးကို choose လိုက်ရပေါ့နော်ဒီ map တစ်ပတ်ပြည့်တဲ့ခါကျလို့ရှိရင် coin က100တက်ပါတယ်ပူပူဝင်ကောပါ second ကို dinosaur coin 4000လေးနဲ့လဲလဲရမယ်ပေါ့လို့ရှိရင်ဒီ painted second နေဂရုကကြာ Harry Sila Rafaela ရဲ့ second တွေကိုလည်း9လပိုင်း9ရက်နေ့မှာဆိုလို့ရှိရင်တော့ယူလို့ရမှာဖြစ်ပါတယ်တကောင်မဲလဲယူလို့ရမှာဖြစ်တဲ့ကြောင့်ကိုကြိုက်တဲ့ဟာကို UPY elimination effect ကိုလည်း9000နဲ့လဲယူလို့ရမယ်ပြီးတော့လို့ရှိရင်တော့ဒီ profile gift တွေနဲ့ဒီ smoke လုပ်တဲ့ဟာကိုကြားလို့ရှိရင်တော့coin လေးနဲ့လဲယူလို့ရမယ်ပေါ့နော်ဇန်နဝါရီလ29ရက်နေ့စလာပြီဖြစ်တဲ့ကြောင့်အန်စာတုံးတွေခောက်ပြီးတော့ coin တွေစုပြီးတော့ပို့ပွင့်ကိုပါစကင်ယူလိုက်ကြတော့နော်